ဒီလိုမှဒါကြီးပြောလာတယ်နော်ဒါရတယ်ဒီလားနော်ဘုရောကောင်းလို့ရဲ့တည်းနော်ဘုရောကောင်းလို့ရဲ့တက်ဆိုရအောင်အာမီသာသနာတော်အတွက်ပြရမည်သာသနာတော်အတွက်ပြရမည်သာသနာတော်သည်သာသနာတော်သည်အာအတွက်ဖြစ်စေရာအတွက်ဖြစ်စေရာအာဒီသာသနာတော်အတွက်ဒီမှာလူပေါ်လူပြတ်ဟောက်တယ်လူတော်ဟောက်တယ်နော်ဒီသာသနာတော်ကမိမိတို့အတွက်ဖြစ်ပြီးတော့ရှိတယ်တို့ဘုန်းကြီးတွေလည်းဒီဘဝမှာအများဆုံးနေရာတွေရတာသာသနာ့မိငါအတွက်ဖြစ်ပြီးတော့ဒီဘဝမှာလူကြီးတွေလည်းနောက်ဘဝမှာတော့အမြဲတည်းနော်သူတော်ကောင်းတွေရဲ့အိမ်မှာအပြောင်းနော်အာမိသာသနာတော်အတွက်ပြသာသနာတော်ဒီငါအတွက်ဖြစ်စီတာနော်ဒါကြီးမဆိုင်နော်အဲ့တော့ပေါင်းတာကမိုင်းကြီးနော်မင်းတို့ကိုဆောင်နေရတာကိုအပိုင်းနဲ့ကိုဆောင်နေတာအကန့်အကန့်နဲ့နော်ဒီလူတွေကြီးရတယ်လူတွေကြီးတိုင်းလူသားတိုင်းရတယ်လူသားတိုင်းဘောင်းဆောင်တဲ့အပိုင်းတွေရတယ်ဘောင်းဆောင်တဲ့အပိုင်းသူ့နေရာနဲ့လူညီညီညွတ်ညွတ်ဖြစ်နေတယ်လို့ရှိနော်